လာဦးဘီယန်ဂျင်အေယာပေါ့လေးစိတ်ကိုရောက်လာပါပြီအဲ့တော့စပြီးတော့ကျွန်တော်တို့လာဦးတခွင်ကိုလေ့ကြည့်ကြပါမယ် let's go okay ကျွန်တော်လာဦးမှာဆိုင်ကယ်9စီးတာပါတယ်စပြီးတော့စီးမှာဖြစ်ပါတယ်ကဲကြည့်ကြည့်ရအောင်နော်အခုကတော့ကျွန်တော်တို့ဒီဘီယန်ဂျင်မြို့မှာရှိတဲ့ဖတ်ထုဝေတာဝါကိုသွားမှာဖြစ်ပါတယ်ဒီဖတ်ထုဝေတာဝါဆိုလို့ရှိရင်ဒီလာဦးရဲ့ဘီယန်ဂျင်မြို့တော်မှာအထင်ကရနေရာတစ်ခုဖြစ်ပါတယ်ခင်ဗျာโอเคရှေ့မှာကျွန်တော်တို့ဖတ်ထုဝေတာဝါကိုမြင်နေရပါပြီ။သွားပြီးတော့တက်မှာဖြစ်ပါတယ်။အဲ့တော့အပေါ်မတက်ခင်ကျွန်တော်အောက်မှာဆော့ပီလေးနည်းနည်းတော့ဆွဲလိုက်မယ်နော်။ဒါတော့လာဦးမြို့ကိုဒီဖတ်ထုဝေတာဝါနေပြီးတော့မြင်ရတဲ့မြို့ပြမြင်ကွင်းပေါ့နော်။မြို့ပြမြင်ကွင်းမှဖြစ်ပါတယ်။ဒီကတော့သူတို့ရဲ့ပေါ်မှာတော့သူတို့စောက်လက်စရှိပြီးရယ်ဆိုတော့စောင့်နေတာမပြီးဘူး။ဆိုတော့တော်တော်လေးတော့ကျွန်တော်တို့အပေါ်တက်လာခဲ့ပြီအမြင့်ဆုံးတော့မရောက်သေးဘူးပေါ့နော်ထပ်ပြီးတော့ဟို2ဆင့်လောက်တက်လို့ရတယ်နှစ်ဖက်လောက်တက်လို့ရတယ်โอเคကိုယ်ကတစ်ချက်ရှိတယ်โอเคအဲ့တော့ဒါတို့ရဲ့အမျိုးတွေကိုအကုန်လုံးမြင်ရတဲ့ view point လို့လည်းပြောလို့ရပါတယ်ဘာမှတော့ကျွန်တော်ဒီထားနေတယ်ဒီအပေါ်တက်လို့ရတယ်ဆိုတော့မနေ့ကလာတော့မသိဘူးဒီနေ့မှပဲမြင်မိတယ်ပေါ့နော်ဆိုတော့โอเคအဝေးကိုကျွန်တော်လည်းကြည့်မယ်ဟုတ်ရဲ့ဟာဘူးဟုတ်နဲ့နည်းနည်းစင်တူလဲတော့မသိဘူးပြေးသွားတော့လေအလန်းတော့ဟိုတခြားနေရာတွေတော့တိတ်မကျဘူးဒီတလန်းပဲကျတယ်တို့မြို့မှာဆိုတော့တခြားနေရာတော့ကျွန်တော်ရန်ကုန်လိုပဲလမ်းလေးတွေအရင်ကျတယ်โอเคခုကတော့ကျွန်တော်ဖတူဝေတာဝါနေပြီးတော့ဆိုင်ကယ်နဲ့ဗုဒ္ဓဖတ်ကိုတွားနေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ဗုဒ္ဓဖတ်မှာတွားပြီးတော့ကြည့်လို့ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရောက်ပါပြီဒီဗုဒ္ဓဖတ်ကတော့ဒါသူတို့ရဲ့ဘာဦးမှာရှိတဲ့တမိုင်းဝင်ပေါ့နော်ရှေးဟောင်းတမိုင်းဝင်ဗုဒ္ဓဖတ်တစ်ခုဖြစ်ပါတယ်တက်တန်းတော့တော်တော်လေးတော့ကြာပြီဒါပေမဲ့ကျွန်တော်တော့အချိန်တိတ်များလို့ဒီရဲ့ဒီ history ကိုသိပြီးတော့မလေ့လာခဲ့ရအောင်ပေါ့နော်ကျွန်တော်တို့အထက်မှာတော်တော်လေးတက်တိုင်းရရှိပါတယ်ဝင်ကြီးရတယ်ကျွန်တော်နေပါတယ်ဝင်ကြီးကတယောက်ကိုဘတ်20လောက်ပဲကျွန်တော်ပေးရတယ်ပေါ့နော်ကျွန်တော်သွားတဲ့အချိန်တော့အဲ့တော့ဒီမှာဆိုရင်ကျွန်တော် sub ခဏဆွဲလိုက်တယ်ပေါ့နော်ဒီရုပ်ထုတွေကကျွန်တော်ဒီမှာတက်တန်းတော်တော်လေးကိုကြာပြီအဲ့တော့ကျွန်တော်ကမ်ဘောဒီးယားတို့ဘာလို့လဲနည်းနည်းဆင်နေပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ဒါပေမဲ့သူ့ရဲ့တမိုင်းကိုတော့ကျွန်တော်ဒီချာလေးမလေ့လာခဲ့ရဘူးဒီမှာဆိုကျွန်တော်လူရုပ်ကြီးပေါ့နော်လူရုပ်ကြီးလူကားကိုကင်ထားတာရှိထားတာပေါ့နော်ဒီလိုမျိုးရုပ်ထုတွေကျွန်တော်အများကြီးပဲတွေ့ကြရဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ day 3 ပါ day 3 ရတော့ကျွန်တော်တို့ Ban Bin ဆိုတဲ့မြို့ကိုသွားမှာဖြစ်ပါတယ်အခုဒါကျွန်တော် bus ကားစီးနေတာပေါ့နော် okay အခုကတော့ကျွန်တော်တို့ Ban Bin မြို့ကိုဝင်လာပါပြီအဲ့တော့သူ့မြို့လေးကအရန်ကိုကျွန်တော်လာပါတယ်ဒီမှာဝင်ချင်းပါလေကျွန်တော်တောင်းရင်းနေရတယ်ပေါ့ဆိုတော့ဖန်လို့တော့သွားပြီးတော့တတိယပါလေအဲ့တော့အရန်လာပါတယ်နော်ဆက်ပြီးတော့ကျွန်တော်ကြည့်ကြည့်ရအောင်နော်လမ်းနေပါပြီကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တိတ်မကွာဘူးပေါ့နော်ဖန်အန်တောင်မှလမ်းနဲ့ကောင်းအောင်လို့ပြောလို့ရတယ်အဲ့တော့အခုကတော့ကျွန်တော်ဒီဟိုတယ်မှာခဏထုတ်ချပြီးတော့ကျွန်တော်ဒီတောင်ကိုသွားလည်မှာဖြစ်ပါတယ်အဲ့တောင်ပေါ်ကျွန်တော်သွားတက်မယ်နော်ကဲသွားမယ်အရန်လာပါလေကြည့်ကြည့်ပါနော်ကျွန်တော်တို့ဖန်အန်တို့ဘာလို့လဲတတိယပါတယ်ဆိုတော့ကရင်ပြည်နယ်နဲ့ခတ်ဆင်ဆန်လေးပေါ့နော်ဒီမျိုးကတော်တော်လေးလာပါတယ်ကြည့်ကြည့်အောင်နော်ဒီကနေပြီးရင်တော့ကျွန်တော်ရေကန်နေရှိတဲ့ရှူသွားမှာဖြစ်ပါတယ်โอเคအခုကတော့ကျွန်တော်ဒီ blue lagoon လို့ခေါ်တဲ့ဒီရေပြာကန်ပေါ့နော်ဒီကိုရောက်ပါပြီကြည့်ကြည့်ပါအရန်ကိုလာပါလေကျွန်တော်ရေကူးလိုက်ပါနော်ကျွန်တော်ဒီအရန်ရှိုးချင်ပြီးအရန်လဲပူတယ်ပေါ့နော်ရာသီဥတုကလေအဲ့လိုဆိုတော့အောက်မှာဆိုရင်ကျွန်တော်
တဲ့ရေကူးနေတာငင်းနေရတယ်ခင်ဗျအဲ့တော့ကျွန်တော်ရေကူးတဲ့ဗီဒီယိုလေးတွေကတော့ကျွန်တော်ရိုက်နိုင်တော့ပေါ့နော်ဘာလဲဆိုတော့တယောက်တည်းလာတဲ့ခရီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရိုက်ပေးမှမရှိဘူးပေါ့နော်ဒီညာကူးတာလေးကိုလည်းကျွန်တော်ဒီထဲမှာရိုက်ပေးထားတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒိုင်မင်ထိုးချတဲ့တစ်ပင်ရှိတယ်အဲ့တစ်ပင်ပေါ်ကနေလို့လည်းကျွန်တော်ဒီဒိုင်မင်ထိုးချခဲ့ပါတယ်ဆိုတော့အရန်ကိုပြောဖို့ကောင်းပါတယ်အဲ့တော့လာအိုရောက်လို့ရှိရင်ဒီ van bin ဆိုရဲခီးစဉ်လေးကိုလာပြအောင်လာကြည့်ကြပါလို့ပြောချင်ပါတယ်အရန်ကိုတာရပါတယ်ဆိုတော့အဘာဝကိုစိုက်နေတတ်တဲ့လူဆိုလို့ရှိရင်တော့ဒီ van bin မျိုးကအရန်ကိုလာလေတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျဒီနေရာလေးကတော့ကျွန်တော်တို့ blue langon 4ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီလိုတဘာဝရေပြားအိုင်တွေပေါ့နော်အများကြီးရှိတယ်1 2 3 4 5 8လောက်ထိရှိတယ်လို့ပြောတယ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ number 4တဲ့နေရာပေါ့နော်ခဏတည်းတည်းတော့မသိပါဘူးဒီမှာဆိုလို့ရှိရင်လည်း foreigner တွေအများကြီးပဲဘောဝင်နေနေကူးနေတာပေါ့နော်ဒီရေကတော့အောက်ထဲကိုတော်တော်လေးညက်ပါတယ်ခင်ဗျအဲ့တော့ကြည့်လို့အားကိုလာတယ်အဲ့တော့ဒီနေရာကလည်းအရန်ကိုလာတယ်အဲ့ဒီမှာ foreigner တွေဆော့နေကြတာပေါ့နော်ဘောဝင်နေနေပြီးတော့ကျိုးစီးရတယ်စီးနေကြတာအဲ့တော့ကျွန်တော်လည်းမနေနိုင်ဘူးပေါ့နော်မနေနိုင်ဘူးပြန်ပြီးတော့ဒီမှာပြန်ပြီးတော့ show ပါတယ်ပြန်ပြီးတော့ကူးပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ကူးထားတဲ့ဗီဒီယိုလေးကတော့ရိုက်ပြီးမှလည်းမရှိပါဘူးခင်ဗျဒီနေ့ကတော့ day 4ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ van van ကနေပြီးတော့ VN ချင်းကိုပြန်ပြီးတော့ပြန်มาဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရထားစီးပြီးတော့ပြန်มาဖြစ်ပါတယ်လာတော့ကတော့ bus car နဲ့လာတယ်အပြန်ကိုကျွန်တော်ရထားစီးမယ်ပေါ့နော်အဲ့တော့ဒါကတော့သူတို့ဘူတာယုံဖြစ်ပါတယ်လူတော်တော်လေးကိုပါပါတယ်ဒါပေမဲ့ရထားပေါ်မှာတော့လူတော်တော်လေးပါမယ်နဲ့တူတယ်ဒီမှာတော့သူနဲတယ်ပေါ့နော်ဘူတာယုံမှာတော့ okay စက်ကြည့်အောင်နော်โอเคအခုကတော့ကျွန်တော်ရထားပေါ်ရောက်ပါပြီစပြီးတော့ထွက်ပါတော့မယ်ရှုခင်းလေးတွေကြည့်ပြီးတော့ပြန်နေပါပြီโอเคကျွန်တော်တို့ဒီ VN ချင်းရဲ့ဘူတာကိုရောက်လာပါပြီဒီရထားပေါ်ကနေထွက်လာတဲ့အချိန်ကကျတော့ကျွန်တော်တို့ဒီတော်တော်လေးများပါတယ်ကျွန်တော်ရှေ့မှာဆင်းသွားတာအများကြီးပဲပေါ့နော်အထဲရောက်လို့ရှိရင်ကျွန်တော်